ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတသည်1388ခုနှစ်ကဆုံလပြည့်နေ့မှာကြာရောက်တဲ့ကဆုံလပြည့်ဗုဒ္ဓနေ့အထင်အမှတ်အားဖြင့်၎င်းလူသားချင်းစာနာထောက်ထားမှုကိုအလေးထားသောအားဖြင့်၎င်းနိုင်ငံတော်ကမေတ္တာစေတနာထားသောအားဖြင့်၎င်းနေပြည်တော်အကျဉ်းထောင်မှာပြည်ထံချခံလျက်ရှိသည့်ဒေါ်အောင်ဆန်းစုကြည်အားရာဇဝတ်ကျင့်တော်ဥပဒေပုံမှန်941ပုံမှန်ခွဲ1အရာ၎င်းကြခံရန်ကြံရှိသည့်ပြည်ထံများကိုသတ်မှတ်ထားသည့်နေအိမ်၌ဆက်လက်ကြခံစေရန်ပြောင်းလဲသတ်မှတ်ပေးလိုက်ကြောင်းသိရှိရပါတယ်ရှင်။ဘာနိုင်ငံရေးအတွက်အရေးကြီးဆုံးပုဂ္ဂိုလ်တို့ဖြစ်တဲ့ဒေါ်အောင်ဆန်းစုကြည်နေအကျယ်ချုပ်ကိုပြောင်းရွှေ့လိုက်ပြီးကြေညာထားပါတယ်။ဒါမှဒီရာလွတ်လပ်မှုရဲ့အစလားဒါမှမဟုတ်နိုင်ငံရေးကစားကွက်တစ်ခုဒါပုတ်ဖြစ်နေပါသလားဆိုတာကိုဒီဗီဒီယိုထဲမှာမှန်တရားနဲ့နောက်ွယ်အတိတ်ပဲခွဲခြားစိတ်ပြောပြီးပြောပြပေးတော့ပါဧပြီ30ရက်နေ့မှာစစ်တပ်ထိန်းချုပ်ထားတဲ့နိုင်ငံမှာရုပ်သံ MRTV ကနေပြီးတော့ဒေါ်အောင်ဆန်းစုကြည်ကိုကျင်းတော်ကတတ်မှတ်ထားတဲ့နေသူပြောင်းရွှေ့လိုက်ပြီးကြေညာခဲ့ပါဒါပေမဲ့နေဒီနေရာကိုမထုတ်ပြန်တော့ပါဘူးဗီဒီယိုမှာပဲဓာတ်ပုံတစ်ပုံကပြတော့ပါတယ်တစ်ဖက်မှာတော့ဒီဓာတ်ပုံတစ်ပုံလည်းတက်ရှိထင်ရှားရှိနေတယ်ဆိုတာကိုတက်တင်ပြနိုင်လို့ဆိုတာလို့ဆိုကြပါဒါဖြစ်သူ King Eric ကလည်းဒဇာကပြည့်ရှိနေစေလို့ပြောတာဒီဖြစ်ပြန်ဟာအာဆီယံရဲ့ပြည်ကတရုတ်ဝန်ကြီးဗမာပြည်ခီးစဉ်ထိုင်းနိုင်ငံရဲ့ပြောဆိုချက်များပြီးတဲ့နောက်မှာထွက်ပေါ်လာတာဖြစ်ပါတယ်ဒီကိစ္စကိုအဓိကသုံးချက်နဲ့သုံးသပ်နိုင်ပါတယ်လွတ်မြောက်ခြင်းမဟုတ်နေရာပြောင်းခြင်းတတ်သိမလုံလောက်မှု evidence gap နိုင်ငံရေးကစားကွက်ဖြစ်နိုင်တို့ပဲဖြစ်ပါတယ်လွတ်မြောက်ခြင်းမဟုတ်နေရာပြောင်းခြင်းဆိုတာနေကျေကျုပ်ဆိုတဲ့ဟာလွတ်မြောက်ခြင်းမဟုတ်ပါဘူးထိန်းချုပ်မှုပုံစံတစ်မျိုးပဲဖြစ်ပါတယ်အထူးသဖြင့်နေရာမသိဘယ်မှာမှထားမှမသိပြည်သူရှေ့လည်းမထွက်နိုင်စက်တယ်ဝင်လည်းမရှင်းလင်းဒါဆိုရင်ဒါချုံနှောင်ထားမှုတစ်မျိုးပဲဖြစ်ပါတယ်တတ်တယ်မလို့တော့လက်ရှိထုတ်ပြန်ထားတာတွေမှာဗီဒီယိုမရှိဘူးရက်စွဲမပါဘူးအတည်ပြုနိုင်တဲ့တခြားအချက်လက်တွေမရှိဘူးဒါကြောင့်ဒီအခြေအနေကိုအမှန်တကယ်အသက်ရှင်နေတယ်ဆိုတဲ့တက်တည်ဖြစ်တတ်မှတ်မှုခက်ခဲနေနိုင်ငံရေးကစားမှုဖြစ်နေဒီလောက်ရဟာနိုင်ငံတကာပြည်အားရှော့ချဆွေးနွေးမှုတွေအတွက်ခွင့်လန်းဖန်တီးဖို့နဲ့အာဏာတရားဝင်မှုတိုးမြင့်မှုအတွက်အသုံးချနေတဲ့နိုင်ငံရေးကစားကွက်တစ်ခုဖြစ်နိုင်ပါတယ်ဒီဖြစ်ပျက်ကိုပိုကျယ်ပြန့်စွာကြည့်မယ်ဆိုရင်နိုင်ငံတကာပြည်အားတိုးလာနေတယ်ဆိုတာမြင်ရတယ်အာဆီယံကတိုက်ရိုက်တောင်းဆိုလာတယ်တွေ့ရတယ်တရုတ်ကတည်ငြိမ်မှုကိုအလေးပေးတယ်ဆိုပြီးတော့ထုတ်ပြောလာပါတယ်အိန္ဒိယနိုင်ငံတွေပါဝင်လာတာတွေ့ရတယ်ဗမာပြည်ကအတွင်းရေးမဟုတ်တော့ဘူးဆိုတဲ့ပုံစံစစ်အုပ်စုကခံစားလာတယ် image management strategy လက်ရှိအာဏာချုပ်ကိုင်ထားတဲ့နေရာတင်းကျပ်မှုနဲ့ညဉ့်ညံ့ပြသမှုကိုတပြိုင်တည်းအသုံးပြုနေတာကိုတွေ့ရပါတယ်ထိတ်ချုပ်ထားတဲ့ပြောင်းလဲမှုဒီပြောင်းရွှေ့ဟာဆွေးနွေးအစပြုမှုလားရုပ်ကဝဲ narrative တိဆောက်မှုလားဒါမှမဟုတ်တန်ခတ်မှုရှော့ချမှုကြိုးစားမှုလားဆိုတာတွေကိုဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်ရှေ့ဆက်ဖြစ်နိုင်ခြေများကတော့အနေထားမပြောင်းနေချက်ကျုံမှာပဲဆက်ထားနိုင်ပါတယ်ပြဿနာမပြေလည်သေးဘူးပေါ့ခံစားကန့်သက်ဆွေးနွေးအနည်းငယ်နဲ့ဆက်သွယ်မှုတွေကိုပဲခွင့်ပြုလာနိုင်တယ်နိုင်ငံတကာအသိမှတ်ပြုရရုံကြိုးစားလာနိုင်တယ်တန်လျာတိုးလာတာတတ်တယ်မရှိဘူးကြောင့်ယုံကြည်မှုပုံမှုကျဆင်းလာတယ်ပြိပခါပုံမှုရှုပ်ထွေးလာတယ်ဒီဖြစ်ဖြစ်အဓိကအချက်ကမှန်တရားနဲ့ပြသလို့တဲ့ပုံရိပ်ကိုတစ်ဖက်ကအခြေအနေတိုးတက်လာပြီးပြခြင်းနဲ့
တစ်ဖက်ကထိတ်ချုပ်မှုသာဖြစ်တယ်လို့ဒါပေမဲ့တက်တဲ့ပြနိုင်မှုမရှိသေးတဲ့အတွက်ဒီရာကိုပြောင်းလဲမှုကြီးလို့တော့မတတ်နိုင်မှတ်နိုင်သေးပါဘူးဒီလိုလက်ဆိုင်နဲ့တွေ့တော့ချင်းနိုင်တဲ့ဗီဒီယိုတွေကိုဆက်လက်ကြည့်ရှုခြင်းနဲ့ဆိုရင် channel ကို subscribe လုပ်ပြီးတော့ notification လေးကိုဖွင့်ထားမယ်ဆိုရင်တင်လိုက်တဲ့အချိန်နဲ့တင်ရတွေ့ရမှာဖြစ်ပါတယ်တို့အပြင်ဒီဆွေးနွေးမှုကိုပုံမှန်လည်းတင်ရပြီးပုံမှန်မှာညှောက်ပေးခဲ့ကျေးဇူးတင်